မင်္ဂလာပါဒါကတော့21ရက်5လ2026ဒူရီချင်းမစိတ်ပြန်ကဲမနေ့က4ပိုင်းနေဗျာ4ခွင်လို့ကျွန်တော်ပေးလိုက်တယ်ထွက်တော့ကြ43နဲ့နောက်ပြကျွန်တော်ပြောတယ်နော်ပြန်ကြရှိတယ်ဆိုတဲ့ဟာပြန်ကြအခုပြန်ကြထွက်သွားပြီပြန်ကြအရင်ဘက်ကအပူးကြခဲ့လို့အပူးနှစ်ခါကြလို့ပြန်ကြတော့မကြဘူးဟိုးရင်ဘက်ကပြန်ကြကြတယ်အခုတစ်ဘက်ပြန်ကြခီးဆိုင်ဆိုအခုပြန်ကြပေးလိုက်ပြီဒါ4334ကဲ43ညနေဘူဘရိတ်3ခွင်ဘူဘရိတ်တော့အဆင်းသွားပြီပါဝါတွေနက်ခတ်တွေပဲကြံတော့တယ်ပါဝါနက်ခတ်တွေမလာသေးပါဘူဘရိတ်ဆင်း3ကလည်းမြူးလိုက်တဲ့3ကျန်3ရက်တွင်းကို4လုံး3 4လုံး5လုံးပါလေ1လုံး2လုံး3လုံး4လုံး5လုံး3 5လုံးရ5လုံးကိုဆင်းဒီ5လုံးဆင်းနေဆိုရင်ကြည့်ရရွှေရှင်လေးဆိုကြရဆွဲကြည့်9 6 3ည9 6 3ညပေါင်းခြင်း963ညပေါင်းခြင်း5 963ညပေါင်းခြင်း5မို့လို့5လို့ရိုက်ပေးတယ်963ည5ပါသူက5ဖြစ်လို့5ပိုင်းဟုတ်ပြီနော်ဒါဆိုရင်ဒီနေ့8ဆိုတဲ့ကဏ္ဍနေ့8က4မို့လို့4ပိုင်း4ပိုင်းလို့ပြီးတယ်လားအဲဆိုရင်ဒီ9 3 ပေါင်းခြင်း933ပေါင်းခြင်း5မို့လို့5ပိုင်းရိုက်မလား5ပိုင်း5မစင်းနေဘူးနော်5လို့ပြီးမလားကဲတူကဟုတ်ပြီဗျနောက်တစ်လိုင်းက6ပေါင်းခြင်း6ပေါင်းခြင်းနှစ်6ပေါင်းခြင်းနှစ်မို့ဟုတ်တယ်နော်6ပေါင်းခြင်းနှစ်မို့လို့ဒီသူကလည်းနှစ်လို့လာရိုက်တာနှစ်3ခွန်5နှစ်ပါ6ပေါင်းခြင်းနှစ်3ခွန်5နှစ်ဒါ6ပေါင်းခြင်းနှစ်3ခွန်5လည်းနှစ်ဒီလိုဆိုရင်ဒီ4 5ပေါင်းခြင်း9ဖြစ်တယ်4 5ပေါင်းခြင်း9 4 5ပေါင်းခြင်း9မို့လို့ဒီ3လုံးပေါင်းရင်9ပြီးတာလား8 3ည1 8 3ည1 9 4 5ပေါင်းခြင်း9 8 3ည1 9
ဟုတ်ပြီလားကိုဖြစ်ချင်းတဲ့သူကကိုဒါဆိုရင်3ပေါင်းရင်အခုချိန်3ပေါင်းရင်3ပေါင်းရင်6 3လုံးပေါင်းရင်6ဆိုရင်ဒီ3လုံးပေါင်းရင်6ဖြစ်မလား3 4သူလည်း6ဒါဆိုရင်ဘာထည့်မှာ3 4ပေါင်းရင်ခွင်6ဖြစ်ချင်တော့ကြ9ထည့်ဟော9ဖိုက်ကိုငါဒီနားလေးမှာ4 3ကိုငါ9 9 4 3 4 3 5 9လာမလားပြောတော့မရအောင်နော်4 3 4 3ဒါအဲ့နာဟာတွေပဲပြီးတော့လားဒီဘက်နားလေးကအထက်နားလေးမှာ1 4 4 3အဲ့ဒီကနန်းလေးဒါပြီးကြတဲ့ဟိုအရင်ဘက်ကအဲ့လိုလေးတွေရိုက်တော့တယ်ဗျာအဲ့လေးတော့ဒိဋ္ဌာပေါ့ဗျာကိုငါလေးဟုတ်ပြီလားဒါကိုငါလေးကဲဒါဆိုရင်အဲ့ဘက်ကကိုငါရတယ်ဒီဘက်လိုင်းလေးကြည့်အောင်ဒီဘက်လိုင်းလေးရလဲသူကကျွန်တော်ရှင်းရင်းလေးရှာပြတာ9 3ည9 9 3ည9ပေါင်းရင်ဒါ3ညဖြစ်တယ်9 3ည9ပေါင်းရင်3ညဟုတ်ပြီနော်9 3ည9ပေါင်းရင်3ညပါဒါဆိုရင်သူကတော့3ညလို့ရိုက်တယ်လား1 8 1သူလဲ3ည3ညပေးတာ9 3ည9 3ည1 8 1 3ညအဲ့ဆိုရင်3 သူလည်း3ညလို့ရိုက်ချင်တယ်ကဲ4ကတော့တစ်ချိန်2ချိန်3ချိန်4 3ချိန်3ကတစ်ချိန်တစ်လုံး4က3လုံးရှိပြီ3ကပဲနှလုံးတစ်လုံးနှလုံး3လုံး4လုံး5လုံး3 5လုံး4က3လုံးဆက်ရိုက်မလား4ဒါဆိုရင်3ညဖြစ်ချင်4ထိပ်4ထိပ်ပဲ3 3 4ပြုံပြုံ4 3 3 4ပေါင်းရင်3ညပါ3 3 4ပေါင်းရင်3ည1 8 1ပေါင်းရင်3ညပဲဟုတ်တယ်နော်9 3ည9ပေါင်းရင်3ညဒါ3ညတွေရအဲ့ဆိုရင်ဒီပြင်တစ်ဖက်လိုင်းကြည့်အောင်သူလည်း3ညသူရိုက်မလားသူလည်း3ညရိုက်ကြည့်အောင်9 6 9 6 5ပေါင်းရင်ဟော9 6 5ပေါင်းရင်9 6 5ပေါင်းရင်3ည9 6 5ပေါင်းရင်3ညပါဟုတ်တယ်နော်9 6 5လေး3ညလို့ရိုက်ဟောဒီမဲ့1 5 4 1 5 4ပေါင်းရင်1 5 4ပေါင်းရင်သူလည်းပဲ3ည1 5 4လည်း3ညဒါဒီမဲ့ခွင်3သူကတော့3ညရိုက်မလား
ခွင်း3ပေါင်းရင်တုံညဒါဆိုရင်တုံညပဲထည့်ဟော40တုံညမစင်နေဘူးနော်တုံညလည်းမစင်နေဘူးစောစောက9လည်းမစင်နေဘူးဟောဒါဆိုရင်စောစောကရထားတာ95 4 break ပဲအခု40 4 break ပဲ95နဲ့40 break တူကတော့ break ကတော့တူးနေတယ်95နဲ့40 break တူတစ်ပိတ်လည်းရှိတယ်ဗျတစ်ပိတ်လိုက်4တက်ဆိုတယ်ခင်ဗျတစ်လဲလမ်းတိုင်းကြီးတော့ရှိတယ်တစ်ကတော့သူကဒီ line လေးတယ်တစ်ရှိတဲ့ line လေးကျွန်တော်ပြပဲတစ်ပိတ် line လေးဟုတ်ပြီလားတစ်ပိတ် line လေးကသူကဒီစောစောက935ပေါင်းတယ်လို့ပဲသူက6ရောင်လေးထပ်နေလေကျွန်တော် blend နဲ့ကြည့်တယ်တက်လိုက်6ခွင်း5ဆိုတဲ့ကဏ္ဍအဲ့လိုပေါင်းရင်လေ8ဟုတ်တယ်နော်နောက်ခါကျဒီမဲ့4 3ည4ပေါင်းရင်ဒါလေးပဲ8လို့ရတာပဲဒါလည်း8ပဲဟုတ်တယ်နော်ဒါဆိုရင်ဒီမဲ့3 4သူက1လို့ပေါင်းရင်လေ8လို့ဖြစ်တာပဲဒါကြိုက်တာ40ယူ4တက်ယူဟုတ်ပြီလားကဲကျွန်တော်တော့အဲ့ဒါပဲဗျာမေးမေး95နဲ့40အရန်4တက်အရန်4တက်95 40မင်းရတော့95နဲ့40ပါအရန်တော့4တက်ကဲဒီ3ခွက်ပဲဟုတ်ပြီလားအားလုံးကိုကျေးဇူးတင်ပါတယ်Go see, yeah.